အမွေမိုကိုအခုရသည့်အကောင်းဆုံးခေါ်ယူမှုဟုချီးကျူးခဲ့တဲ့ရိုနီမန်ယူအသင်းရဲ့ဂိုင်းတွင်တိုက်စစ်မှုရိုနီကအသင်းရဲ့တိုက်စစ်မှုအမွေမိုကအခုရသည့်ရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်ကြောင်းချီးကျူးခဲ့ပါသည်အသက်26နှစ်ရှိပြီဖြစ်တဲ့ကင်မရွန်တိုက်စစ်မှုကဒီရာသီမှာမန်ယူအသင်းအတွက်ခြေစွမ်းပြကစားနေပြီးအသင်းရဲ့3ပွဲဆက်အနိုင်ရမှုမှာအကြီးကနေရာကပါဝင်နေပါသည်ဒါပြင်အမွေမိုကပရီးမီးယားလိ6ပွဲမှာ4ဂိုးသွင်းထားပြီးနောက်ဆုံး2ပွဲမှာ3ဂိုးသွင်းခဲ့ပါသည်ဒါပေမဲ့လည်းအမ်ဘွဲမိုကကွန်ဂျာနဲ့တွဲပြီးတော့မန်ယူတိုက်စစ်မှာခြေစွမ်းပြနေကလက်ရှိမှာမန်ယူတိုက်စစ်ကသူ့ကြောင့် on fire ဖြစ်နေကြောင်းသိရပါတယ်။ဒါကြောင့်အမ်ဘွဲမိုကသူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့တသမတ်တဲရှိပါတယ်။ဒါကအဓိကအရာပဲလို့ကျွန်တော်ယူဆပါတယ်။မှန်ကန်တဲ့အနေအထားတွေမှာတသမတ်တဲရှိရင်အခွင့်အရေးတွေရပြီးတော့ဂိုးသွင်းနိုင်ပါလိမ့်မယ်။တိုက်စစ်ကစားသမားတဦးအနေနဲ့ဂိုးတွေသွင်းရတာကပိုပြီးပြောလာပါတယ်။ဒီခံစားမှုကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားပါမယ်လို့ရိုနီကမှတ်ချက်ပြုခဲ့ပါတယ်။မန်ယူသင်းကလက်ရှိအချိန်မှာပုံစံကောင်းတွေပြနေလို့ပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်အလေးပေးမှုအဆင့်မှာအဆင့်၄နေရာထိမြင့်တက်လာကြောင်းသိရပါတယ်။